လောက်ပါပြီတဲ့အပေါင်းတင်များနဲ့မိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထင်အမှတ်လို့အောင်မွဲချိန်သေးသိမ့်သိမ့်မစဲတဲ့နှစ်သက်သောတိုင်းဝိုင်းပေါင်းတင်များနဲ့အဲဆောင်ခံမဘဟုလေရွှေလာမင်းလူဝင်းပါမင်းတို့မျက်နှာချစ်တဲ့ရှိလာမွေးဟာဂုံယူလောက်ပါပြီတဲ့အပေါင်းတင်များနဲ့မိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထင်အမှတ်လို့အောင်မွဲချိန်သေးသိမ့်သိမ့်မစဲတဲ့နှစ်သက်သောတိုင်းဝိုင်းပေါင်းတင်များနဲ့အဲဆောင်ခံမဘဟုလေရွှေလာမင်းလူဝင်းပါမင်းတို့မျက်နှာချစ်တဲ့ရှိလာခါသမယမင်္ဂလာပွဲကြီးကျင်းပတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းလူနဲ့ပြမကောင်းကြီးဩဘာတန်တွေပြီးတယ်လေးပြီးတယ်လေးမင်းတို့အချစ်ဟာကဘာမြေတဝမ်းမှာပြိုင်ဆန်းရှားပြီးွယ်ချစ်တိုင်းရတဲ့ဒီဘဝတာချင်းစားဦးမောင်မဲစင်ရောရွှေရောနေနေလာလို့လိုက်ဖက်နေတဲ့တငယ်ချင်းတို့အရွယ်စင်ရွှေရတနာပစ္စည်းဥစ္စာပေါ်ကျွဲဝိုင်းဇောတိကပုံပမာနဲ့ကြောင်ညာခတ်သိမ်းကင်းနေဒေဝရရလေးကင်းဝေးမယ်ငယ်ချင်းတို့မင်္ဂလာမောင်မဲကာယစိတ်ဓာတ်ဒုက္ခပြေဝကြစေအမှန်တကယ်အသက်ရာကျော်ရှိစေကြောင်းပေါင်းစည်းသာတောင်းဆုပြုလိုက်တယ်ငလာပွဲဟာဂုံယူလောက်ပါပြီတဲ့အပေါင်းတင်များနဲ့မိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထင်အမှတ်လို့အောင်မွဲချိန်သေးသိမ့်သိမ့်မစဲတဲ့နှစ်သက်သောတိုင်းဝိုင်းပေါင်းတင်များနဲ့အဲဆောင်ခံမဘဟုလေရွှေလာမင်းလူဝင်းပါမင်းတို့မျက်နှာချစ်တဲ့ရှိလာခါသမယမင်္ဂလာပွဲကြီးကျင်းပတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပတဲ့သူတို့သမီးတို့သားမင်းတို့အကြောင်းလူနဲ့ပြမကောင်းကြီးဩဘာတန်တွေပြီးတယ်လေးပြီးတယ်လေးမင်းတို့အချစ်ဟာကဘာမြေတဝမ်းမှာပြိုင်ဆန်းရှားပြီးွယ်ချစ်တိုင်းများတဲ့ဒီဘဝတာချင်းစားဦးမောင်မဲစင်ရောရွှေရောနေနေလာလို့လိုက်ဖက်နေတဲ့တငယ်ချင်းတို့အရွယ်စင်ရွှေရတနာပစ္စည်းဥစ္စာပေါ်ကျွဲဝိုင်းဇောတိကပုံပမာနဲ့ကြောင်ညာခတ်သိမ်းကင်းနေမယ်ဒေဝရရလေးကင်းဝေးမယ်တငယ်ချင်းတို့မင်္ဂလာမောင်မဲကာယစိတ်ဓာတ်ဒုက္ခပြေဝကြစေအမှန်တကယ်အသက်ရာကျော်ရှိစေကြောင်းပေါင်းစည်းသာတောင်းဆုပြုလိုက်